limit မင်္ဂလာပါရှင် no limit morning ပါရှင်ကိုကြည့်စင်ဝါ morning ပါရှင်ပြန်လည်းမပြောပြန်လည်းမပြောHi မောင်နိုင်ထွန်းမင်္ဂလာပါရှင်မောင်နိုင်ထွန်းကိုကြည့်အောင်ဒီပါစင်းဝါလာကိုကြည့်စင်းဝါအခုမှပြန်လာအလုပ်သွားမှာပြင်စင်တော့Hey morning ဩအိတ်ကာမရသေးမရသေး96ကြည့်တယ်တရားအဲ့ဒါလားလက်ဆောင်တကအဲ့တော့မဟုတ်ဘူးစစ်တပါရှင်တရားရတယ်လေဒီမှာ96ကြည့်လို့ပေါ်လို့ပေါအာပေါမိုက်တာပေါဟာ3ပေါက်တော့ရှိပါဘူးမေးပြောဘူးလား3ပေါက်တော့လေခါတော့ပေါက်လိုက်ပါတော့ဟာတော်ပြီမဖောက်တော့မေးပြောစက်တိုက်ကိုဘူးလေမမိုက်ဘူးမပေါဘူးမမိုက်ဘူးမပေါဘူးဖောက်တယ်ကြည့်ဟာမပါဘူးတဲ့ဘယ်နှပေါက်ရှိသွားရင်5ပေါက်လား6ပေါက်လားဆိုစက်တိုက်ကိုဘူးနေတော်ပြီမဖောက်တော့တော်ပြီမဖောက်တော့ဒါတော့အဲ့တော့ဘူးနေရတယ်မသိပါဘူးမေးသေးတယ်စက်တိုက်ကိုဘူးနေရကြည့်တော့မိုက်တယ်မမိုက်ဘူးဖောက်ကြည့်ပါလားတပေါက်လောက်ပိုင်တော့တော်သေးတပေါက်မှမပါဘူးလေအကြည့်အောင်ဘူးအိမ်
ဖောက်ကြည့်ပါပေါက်ရင်ပေါက်မှာသူများတော့ဘူးသူများပူတာပူလားမပူလားဖောက်ကြည့်ပါကိုယ်တိုင်ဖောက်မှပူတယ်လို့ပြောနေမပေါက်မှာno limit တပေါက်တော့ပေါက်ရင်တော့တော်သေးရဲ့ကြည့်ဘယ်လောက်ဖောက်ရမလဲကိုစီတန်အတီးပေါက်ဖောက်ကြည့်လိုက်မသိဖောက်စင်လားပေါ့ကိုစီတန်ပဲအရင်ဖောက်ကြည့်ခုနကတပေါက်လောက်ပေါက်ရင်တပေါက်လောက်ပေါက်ရင်ခံတာဒီခုမှကြည့်တပေါက်မှမပေါက်ဘူးဘူဝီတော်ပေါ့ဘူဝီတော့ပေါက်တယ်တော့စီကဲမပေါက်တယ်ကြည့်မကြည့်ခုနကိုကြီးတယောက်ကိုကြီးဖွင့်ပေါက်တော့ငါ6ပေါက်လားမသိတပေါက်မှမပေါက်အားနာလိုက်တယ်အောင်လို့လားအောင်နေနေ30လေးကပါရှင်ပေါက်တယ်တော့ပေါက်တယ်ထပ်ပေါက်ကြည့်ပူတယ်လို့ပြောနေပေါက်တယ်ပူတယ်လို့မပြောရင်တပေါက်ပဲမပေါက်ပေါက်တာတော့ဟိုရေခဲမုတ်တန်းပေါက်တာသူအဲ့ဒါဖောက်တယ်ဟုတ်တယ်ခုနအားနာတော့6ပေါက်ပေါ်တာတပေါက်မှမပေါက်39တိတန်လည်းမပေါက်အဲ့လက်တောင်ပူရလားဆိုကိုဒီတိုင်းချတာမဟုတ်ဘူးဟုတ်တယ်တော့မမရနော်ဒီတိုင်းမင်းခုမှနိုးလာ55ရှောက်ပန့်နေတာဟုတ်တယ်ပုံနေပါချင်း55ရှောက်ပန့်ညကမှဒီမှာဆောင်းအိပ်ပြောပုံကိုကြီးမပါဘူးစောတိမဟိုတယောက်ဖောက်တာကြတော့ကိုစီတန်တပေါက်နှစ်ပေါက်ဖောက်တာတပေါက်ပေါက်တယ်လို့သွားတော့ဟုတ်ကဲ့